တောင်းစားတွေတောင်းစားတာတစ်နေ့9000လောက်ရတယ်။တော့အာမကြနဲ့တရောင်းစားပဲ။လူလိန်နေလိန်စားတာတစ်နေ့10သိန်းလောက်ရတယ်။တော့အာမကြနဲ့လူလိန်ရလူလိန်ပဲ။အပူစားပဲ။တမန်အာဇီဝမဟုတ်တဲ့အလုပ်တွေနဲ့အတန်မိုးပန်းကြောင်းတယ်။တနေ့တည်းနဲ့သိန်းရာနဲ့ချီရတယ်။တော့ပြီးတော့အာမကြနဲ့အကုသိုလ်လုပ်ကအကုသိုလ်အကျိုးပေးပဲ။မဟုတ်တာလုပ်ပြီးရလာတဲ့ငွေတွေသိန်း100ထက်တမန်အာဇီဝကြကိုခွန်အားနဲ့ကိုရှာတဲ့ငွေ100ပို့ပြီးတန်မိုးရှိပို့တန်ရှင်းပို့ပြီးဂုဏ်ယူစရာကောင်းတယ်။ပြီးတော့ပညာရှင်ဆိုတာပညာရှင်ပဲ။ငွေမရှိရင်တောင်မှပညာရှင်ကပညာရှင်ပဲလူတွေကလည်းပညာရှင်လိုပဲဆက်ဆံလူအတိုင်းဝိုင်းဆိုတာတရက်9000ရတဲ့တရောင်းစားကို9000ရလို့ဆိုပြီးဘယ်သူမှပညာရှင်လိုမဆက်ဆံဘူးဒီလိုသာတောင်းစားနေလဲတရောင်းစားပဲသွားပြီးအာမကြနေလူလိမ်လူရိပ်မှာကိုလည်းထုံနီးတူစွာပဲလောကမှာသိန်းတောင်းတဲ့ချီမီးပုံရှို့ပြရင်တော့လူလိုသူလိုလေးစားစရာတစ်ခွက်ရည်မှမရှိတဲ့လူတွေတပုံကြီးပါအဲ့ဒါကလည်းငွေနဲ့ဆုံးဖြတ်လို့မရတဲ့လူအဆင့်တန်းဆိုတာပါပဲ